ဟုတ်ကဲ့မင်္ဂလာပါကိုချုပ်ကျမကတော့ဒုတိယနေအောင်သတင်းဌာနကသတင်းတောက်သတင်းဖြစ်ပါတယ်ဒီကနေ့မှာတော့မြန်မာနိုင်ငံအနောက်တကားဝကိစ္စနဲ့ပတ်သက်ပြီးတော့မြင်မြန်သွားကြပါတယ်တနစ်ကြော်ကြတဲ့အထိငြိမ်းချမ်းနေတဲ့ရခိုင်ပြည်နယ်မှာမြန်မာနိုင်ငံရဲ့နေကြားဆောင်ရဲကင်းစခန်းတွေကိုအေအေအဖွဲ့ရဲ့စတင်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်မလို့မြန်မာတပ်မတော်အနေနဲ့ဒါပြက်လဲခုခံတိုက်ခိုက်နေရတာတွေရှိတယ်လို့ကြားသိရပါတယ်တစ်ချိန်တည်းမှာပဲအေအေအဖွဲ့အပါအဝင်မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ UWSA ရဲ့ဌာနချုပ်မှာတွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်းသိရပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာ AA ကနေပြီးတော့ဒီ UWSA ထံကိုဒါလေရင်ပြစ်လက်နက်တွေအကူအညီတောင်းခံခဲ့တယ်ဆိုပြီးတော့လည်းအဲ့ဒီဆွေးနွေးပွဲနဲ့နှီးသက်သူတချို့ရဲ့ပြန်လည်ပြောကြားချက်တွေအရကြားသိရပါတယ်ရှင်။ဆိုတော့အခုလိုမျိုးအခြေအနေမှာ UWSA ဌာနချုပ်မှာမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေတွေ့ဆုံခဲ့မှုအပေါ်မှာနဆက်ကအနေနဲ့ဘယ်လိုမှတ်ချက်ပြုလိုပါသလဲ။နောက်တစ်ခုကတော့နဆက်ကဖိတ်ခေါ်ထားတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲလမ်းကြောင်းပေါ်တတိရှိရောက်မလာရဲသေးတဲ့ AA ဟာရခိုင်ပြည်နယ်ငြိမ်းချမ်းရေးကိုပြက်ပြားစေုံတာမကအခုဆိုရင်မြန်မာဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံချစ်ကြည်ရေးကိုပါထိခိုက်အောင်ရည်ရွယ်ချက်ရှိလှုပ်ဆောင်နေပါတယ်။အဲ့လိုဆောင်ရွက်ချက်တွေအပေါ်မှာ AA ကိုနဆကအစိုးရအနေနဲ့ဘယ်လိုတုံ့ပြန်သွားဖို့ရှိပါသလဲ။နေကြားဆောင်ရဲကင်းစခန်းတွေကိုရောလူအင်အားလက်နက်အင်အားတွေထပ်မံတိုးချဲ့သွားဖို့အစီအစဉ်ရှိမရှိဆိုတာသိလိုပါတယ်ရှင်။ဒီကျွန်တော် UWSA မှာတော့ဒါ AA အဖွဲ့နဲ့တွေ့ဆုံနေဆိုတဲ့ဟာမျိုးပေါ့။ AA အဖွဲ့နဲ့ဒါညှို့ထိုးအောင်သွားရဲဆိုတဲ့အားတွေလည်းကျွန်တော်သတင်းတွေမှာတွေ့ရပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စုံစမ်းချက်အစီရင်ခံစာများလည်းကျွန်တော်တို့စီမှာတော့ရရှိပြီးဖြစ်ပါတယ်ဒီတွေ့ဆုံမှုတွေပါလဲဒါတချို့သောသတင်းများရရှိပြီးဖြစ်တယ်လို့ပဲကျွန်တော်တို့ပြောချင်ပါတယ်ကျွန်တော်တို့အနေနဲ့ပြောချင်တာကတော့ဒီ UWSA အနေနဲ့ကကျွန်တော်တို့နဲ့ဆွေးနွေးတဲ့10ဖွဲ့ထဲမှာပါပါတယ်ခု6ဖွဲ့ဒုတိယအကြိမ်အကြော့ဆွေးနွေးမဲ့အထဲမှာလည်းပါပါတယ်သူတို့ရဲ့လိုချင်တဲ့ရည်မှန်းချက်တွေလှုပ်ဆောင်မဲ့ဟာတွေကိုလည်းနိုင်ငံတော်ဝန်ကြီးချုပ်နဲ့ပွင့်လင်းစွာဆွေးနွေးပြီးဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကတော့ကျန်တဲ့အဖွဲ့များအနေနဲ့ကလည်းဒီငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာအခြေအနေပေးနေတဲ့အချိန်မှာဆက်လက်ရှောက်လန်းကြဖို့ပဲဒီနေရာကနေပြောချင်ပါတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒါအကြမ်းဖက်လုပ်ရတဲ့နိုင်ငံတော်ကနေပြီးတော့ဒါအကြမ်းဖက်အားပေးနေတဲ့လူတွေကိုအားပေးနေကတော့ဒီငြိမ်းချမ်းရေးလမ်းကြောင်းနဲ့ရာတလန်တန်တလန်ဖြစ်သွားနိုင်တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်။ဒါတို့ကတော့ကျွန်တော်တို့အေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါ31ရက်နေ့ DB40 နာရီယာစခန်းတိုက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့အနေနဲ့တပ်မတော်အနေနဲ့လိုအပ်တဲ့တုံ့ပြန်ဆောင်ရွက်မှုတွေဆောင်ရွက်လျက်ရှိပါတယ်။လိုအပ်တဲ့တုံ့ပြန်ဆောင်ရွက်မှုတွေဘယ်လိုဆောင်ရွက်တယ်ဆိုတာလဲဒါမီဒီယာများအနေနဲ့သတင်းများတွေ့ရပြီးဖြစ်ပါမယ်။ကျွန်တော်တို့အနေနဲ့ကတော့ဒေသခံပြည်သူလူထုရဲ့ဒါတည်ငြိမ်အေးချမ်းရေးဒေသတည်ငြိမ်အေးချမ်းရေးလုံခြုံရေးအတွက်လိုအပ်တဲ့တုံ့ပြန်မှုတွေထိရောက်တဲ့တုံ့ပြန်မှုတွေကိုကျွန်တော်တို့ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ငြိမ်းချမ်းရေးလမ်းကိုမလျှောက်လန်းခြင်းလို့မလို့ဒါဥစွာဒီအင်အားနဲ့နယ်ခြားဆောင်ရဲကင်းတွေကိုဝင်ရောက်တိုက်ခိုက်တာဖြစ်ပါတယ်ဝင်ရောက်တိုက်ခိုက်တဲ့နောက်ွယ်မှာလည်းအကြံစီများစွာရှိပါတယ်ဝင်ရောက်တိုက်ခိုက်တဲ့နောက်ွယ်မှာလည်းအကြံစီများစွာရှိပါတယ်အဲ့ဒီအကြံစီများကိုလည်းကျွန်တော်တို့အနေနဲ့ကဒါသိပြီးဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့လိုအပ်တဲ့တုံ့ပြန်မှုတွေကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းဒါပြောလိုပါတယ်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်သတင်းစကားလေးတစ်ခုလောက်ပါခွင့်ပြုပါရှင်လက်ရှိမှာမြန်မာနိုင်ငံရဲ့မြန်မာတပ်မတော်သားတွေအပါအဝင်မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင်နိုင်ငံဝန်ထမ်းတွေအားလုံးကအသက်အန္တရာယ်ကြားကနေပြီးတော့တာဝန်ထမ်းဆောင်နေရဖြစ်ပါတယ်သို့ပေမဲ့သူတို့ရရှိတဲ့လစာဝင်ငွေလေးတွေဟာလက်ရှိကုန်စည်နှုန်းနဲ့ဒါကညီမှုမရှိတော့တဲ့အတွက်ကြောင့်နိုင်ငံဝန်ထမ်းလစာလေးတွေတိုးမြှင့်ပေးဖို့ရအတွက်ကိုလည်းသတင်းစကားလေးပါခိုင်းလို့သတင်းစကားပါခြင်းဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်